သမီးလေးကမူကြိုကပြန်လာတိုင်းဘောင်းဘီထဲအီးပါလာတာ3ရက်ရှိပြီဒါပေမဲ့သမီးလေးငိုပြီးပြောနေတာကသမီးပါတာမဟုတ်ဘူးတီချေပါတာတဲ့ခင်ဗျားတို့ဆိုရင်ကော9နှစ်အရွယ်ကလေးကဒီလိုမျိုးအတိတ်ပဲမရှိတာကိုလိန်နေတယ်လို့ပဲထင်ပါမလားကျမလည်းအစားကတော့အဲ့ဒီလိုပဲထင်ခဲ့တာဒါပေမဲ့ခက်ကြတဲ့ကအမှန်တရားကိုမြင်လိုက်ရတဲ့အခါမှာတော့ကျမတကူလုံးသွေးအေးသွားခဲ့ရတယ်ပထမနေ့ကလေးကသမီးလေးဘောင်းဘီထဲအီးပါလာလို့ကျမဆူမိခဲ့တယ်ဒုတိယနေ့မှာလည်းထပ်ဖြစ်ပြန်တဲ့သမီးလေးမျက်လုံးထဲမှာကြောက်ရွံ့မှုတွေပြည့်နေပေမဲ့တီချေပါတာလို့ပဲထပ်ပြောနေတော့ပဲတတိယနေ့မှာတော့ကျမစိတ်မထိန်နိုင်တော့ပဲသမီးလေးကိုရိုင်းမိလိုက်တဲ့သမီးလေးကရှိုက်ကြီးတင်ငင်ငိုရင်းမေမေတကယ်တီချေပါတာပါလို့ပြောနေတော့ပဲဘလို့ဆရာမမျိုးကကေးဘောင်းဘီထဲအီးပါမှာလဲကျမမယုံခဲ့ဘူး။ကျောင်းကိုသွားပြီးဆရာမဆူရဲနဲ့တွေ့တော့သူကအရန်ကိုရင်ကျေးပြူငါတဲ့ပုံစံမျိုးဒါပေမဲ့သူပြောတဲ့စကားတွေကကျမရင်ကိုအနဲ့ထိုးသလိုပဲကျေစင်မိမိ။ကျေစင်လေးကမိဘမဲ့အိမ်အောင်စုကလာတာဆိုတော့စိတ်ပိုင်းဆိုင်ရာပြဿနာရှိပုံရတယ်။လိန်နာကတော့မကောင်းမှုပေါ့တဲ့တခြားမိဘတွေကလည်းသမီးလေးကိုအဆုံးမမရှိတဲ့ကလေးဆိုပြီးဝိုင်းလောင်ကြတယ်။ကျမသမီးလေးအတွက်အရန်နာကျင်ရပေမဲ့ဘာမှမတတ်နိုင်ခဲ့ဘူး။ဆရာမက CCTV ကြည့်ဖို့ညင်းတယ်။စက်ပြက်နေတယ်လို့အကြောင်းပြတယ်။ဒါနဲ့ကျမအကြံတစ်ခုထုတ်ပြီးသမီးလေးရဲ့လွယ်အိတ်မှာခလုတ်လောက်ပဲရှိတဲ့မိုက်ခရိုကင်မရာလေးတစ်ခုခိုးတက်ပေးလိုက်တယ်။အဲ့ဒီနေ့ညနေမှာပဲဆရာမစီကဖုန်းလာတယ်။ကျေစင်လေးကကျောင်းမှာရန်ဖြစ်တယ်တခြားကလေးကိုကုတ်ဖက်ရဲတဲ့ကျမရင်တုံပန်းတုံတဲ့အကြောင်းကိုပြေးသွားခဲ့ရတယ်။အိမ်ပြန်ရောက်လို့ကင်မရာတွေကဗီဒီယိုကိုပြန်ကြည့်လိုက်တဲ့အခါကျမအသက်ရှူရမတက်ဖြစ်သွားရတယ်။အမှန်တရားကဒါပဲ။ကျောင်းကတထေးသား1ဟောက်ဆိုတဲ့ကလေးကဘောင်းဘီထဲအီးပါချလိုက်တာအဲ့ဒီအခါဆရာမကတထေးကတော့ကိုဖားကျင်တာကြောင့်1ဟောက်ရဲ့အီးပေနေတဲ့ဘောင်းဘီကိုချွတ်ကျမသမီးလေးရဲ့ဘောင်းဘီကိုပါချွတ်ပြီး1ဟောက်ရဲ့အီးတွေကိုကျမသမီးလေးရဲ့ဘောင်းဘီထဲကိုလက်နဲ့နှိုက်ပြီးအတင်းထည့်ပေးနေတာပြီးတော့သမီးလေးကိုပါဇက်ပိတ်ထားဖို့ချင်းချောင်းနေခဲ့တာကျမသမီးလေးကိုဖတ်ပြီးတောင်းပန်ရင်းငိုခဲ့ရတယ်သမီးလေးရဲ့ပေါင်တွင်းသားတွေကအေးတွေနဲ့ပုတ်တိုက်မိပြီးညီရဲနေတာမြင်ရတော့ကျမရင်ခွဲမတက်ပဲဒါပေမဲ့ကျမအခုချက်ချင်းသွားပြီးရံမဖြစ်သေးဘူးဆရာမဆိုရန်နင်းကြီးပတ်တဲ့အေးတွေနဲ့ဒီလောက်တောင်ကစားရတာဝါသနာပါနေမှတော့ပြင်ထားလိုက်တော့ရှေ့ဘက်ကျောင်းရဲ့မိဘဆရာတွေ့ဆုံပွဲမှာလူအများရှိမှနင်းဘလို့အဆက်ကွဲမလဲဆိုတာငါကိုယ်တိုင်ပြပေးမယ်တကယ်တော့1ဟောက်ဘောင်းဘီထဲအီးပါချလိုက်ချိန်မှာအစကတော့ဆီယာမကိုတွားပြောဆိုဖို့ပဲစဉ်းစားထားခဲ့တာဒါပေမဲ့သမီးကျယ်စင်လေးအတင်းအဓမ္မဆွဲခေါ်ခံရချိန်မှာကြောက်လန့်နေတာတွေဆီယာမစူးရဲ့ရက်ဆက်တဲ့မျက်နှာပေးနဲ့သူ့ရဲ့လုပ်ရက်တွေကိုမြင်လိုက်ရတဲ့အခါမြင်ကွင်းတိုင်းနဲ့အတန်တိုင်းကကျမကိုပြစ်ဒဏ်ပေးနေတယ်လို့ပဲဒါပေမဲ့ကျမအဲ့ဒီဗီဒီယိုကိုအချိန်ချင်းပြန်ကြည့်ခဲ့တယ်အသေးစိတ်အချက်လက်တိုင်းကိုဖြစ်တော့စာတန်းထိုးပြီးအတန်တွေကိုချိန်ညှိခဲ့တယ်ဒီဗီဒီယိုနဲ့သူတို့အကြောင်းကိုတစ်ကမ္ဘာလုံးသိအောင်ဖော်ထုတ်ပြမယ်နောက်ရက်တွေမှာကျမအလုံနာလိုက်တယ်လို့ကျဲစင်လေးကိုလည်းမူကြုံမလွတ်တော့ဘူးဆီယာမကိုတော့ကလေးကိုစိတ်ချမ်းသာရေးဆရာဝန်နဲ့တွားပြနေတယ်လို့ပဲပြောလိုက်တယ်သူကတော့ဒါမှပေါ့စောစောကူတော့စောစောပြောက်တာပေါ့ကလေးကိုအချိန်မဆွဲပါနဲ့အဲ့ဒီရက်ပိုင်းအတွင်းမှာကျမကြိုတင်ပြင်ဆင်မှုတွေအများကြီးလုပ်ခဲ့တယ်။ electronic ပစ္စည်းဆိုင်ကိုသွားပြီးအတန်ကျဲတဲ့ Bluetooth speaker နဲ့ projector ပစ္စည်းတွေဝယ်ခဲ့တယ်ပြီးတော့ content creator တငယ်ချင်းတယောက်နဲ့ချိတ်ဆက်ပြီးဒီလိုပွဲမျိုးမှာ live လွှင့်ရင်ဘယ်လိုလုပ်ရမလဲဆိုတာတိုင်ပင်ခဲ့တယ်။သူကဒါသာအစ်စ်ဆိုရင်တော့ပေါက်ပြီးပဲစိတ်ချငါလူကြည့်များအောင်ဝိုင်းတွန်းပေးမယ်တနိုင်ငံလုံးတည်အောင်လုပ်ပြမယ်တဲ့1ဟောက်ရဲ့နောက်ခံကိုလည်းကျမစုံစမ်းခဲ့သေးတယ်။သူ့အဖေကအင်ချန်မြေလုပ်ငန်းရှင်ဆိုပေမဲ့အခုတလုံးငွေကြေးခက်ခဲကြောင့်ရင်းနှီးမြှုပ်နှံသူရဖို့အသေးအတန်စူးစမ်းနေရတာဒီတစ်ခေါက်မူကြိုကိုအလှူဒန်းလုပ်ပြီးပွဲလုပ်တာဟာသူတို့မိသားစုအတွက်ပုံရိပ်ကောင်းရအောင်လုပ်တဲ့ပွဲပဲအခုလိုအချိန်မျိုးမှာဒီလိုအရှုပ်တော်ပုံသာပေါက်ကြားသွားရင်1ဟောက်အဖေကကျမထက်တောင်ဆရာမကိုအရင်တက်ချင်မှာတနင်္ဂနွေနေ့ညမှာကျဲစင်လေးကိုကောင်းဝင်အစ်စ်လေးလဲပေးလိုက်တယ်ကျဲစင်လေးမနေ့ထင်ចောင်းသွားရင်ဂိမ်းတစ်ခုကစားကြမယ်နော်လို့ပြောတော့သမီးလေးကကြောက်ရွံ့တဲ့ပုံစံနဲ့ဘာဂိမ်းလဲလို့မေးတယ်မွန်စတာဖမ်းတဲ့ဂိမ်းလေးမနေ့ထင်မိမိကသမီးကိုအနိုင်ကျင့်တဲ့မွန်စတာကိုနှိမ်နှင်းပေးမယ်နောက်ဆိုဘသူမှသမီးကိုဘောင်းပြီးညစ်ပတ်တွေအတင်းမဝက်ခိုင်းစေရဘူးတနင်္လာနေ့မှာတော့မူကြိုကျောင်းကအလံတွေလွင့်ထူပြီးကားကောင်းတွေနဲ့ပြည့်နေတာပဲသတင်းထောက်တွေနဲ့ကင်မရာတွေလည်းအများကြီးပဲဆီယာမစူးရန်ကအနီရောင်ဝတ်စုံနဲ့အရန်ကိုပြင်ဆင်ထားတာကျမတို့သားအမိကိုမြင်တော့နှာခေါင်းချုံသွားပေမဲ့လူတွေရှိနေလို့အတင်းဟန်ဆောင်ပြီးပြုံးပြတယ်ကျဲစင်မိမိလာပြီလားထိုင်ကုန်ကနောက်မှာတော့ဟိုဘက်ထောင်ဆုံးကခုံမာသွားထိုင်ပါတဲ့ကျမလည်းပြုံးပြီးခေါင်းကြီးပြလိုက်တယ်ဟုတ်ကဲ့ဆီယာမဒီနေ့အရန်လာနေတယ်နော်ခမ်းမထဲမှာလူတွေအပြည့်ပဲရှေ့ဆုံးမှာကျောင်းတာဝန်ရှိသူတွေပညာရေးဌာနကလူကြီးတွေနဲ့1ဟောက်မိဘတွေထိုင်နေကြတယ်1ဟောက်အမေကကျောင်းအုပ်နဲ့စကားတွေကောင်းနေတာပွဲနှင်းသပင်ပွဲစတင်တဲ့အခါလူကြီးတွေရဲ့မိန့်ခွန်းတွေပြီးသွားတော့ဂုံတူးဆောင်ဆရာမအဖြစ်စူးရန်စင်ပေါ်တက်လာတယ်လေးစားအပ်ပါတော့လူကြီးမင်းတို့ရှင်ကျမစူးရန်ပါကလေးတွေအပေါ်ကိုတိုင်မွေးတဲ့သားသမီးလိုပဲမေတ္တာတီးခံမှုတာဝန်ယူမှုတွေနဲ့ဆုံးမခဲ့ပါတယ်တဲ့အောက်ကမိဘတွေကလည်းခေါင်းညိပြီးတောင်မျက်ရည်တုံနေကြသေးတယ်ကျမကတော့ထောက်တနေရာမှာထိုင်ပြီးရီမှုလေးကိုတင်းတင်းဆုပ်ထားမိတယ်လက်ဖွားမှာချွေးစေးတွေပြန်နေပေမဲ့အသက်ကိုပြင်းပြင်းရှူပြီးခလုတ်ကိုနှိပ်လိုက်တယ်ဘာဖြစ်တာလဲအတန်စနစ်ချွတ်ရင်းသွားတာလားဝန်ထမ်းတွေလာကြည့်ပေးပါအောင်ခမ်းမတစ်ခုလုံးတိတ်ဆိတ်သွားချိန်မှာတော့အင်းဆီယာမသမီးအဲ့ဒါကြီးမဝစ်ချင်ဘူး1ဟောက်ရဲ့ဘောင်းမီကြီးကိုသမီးကိုမလဲပေးပါနဲ့ဆိုတဲ့အတန်ကြီးထွက်လာတယ်ပိတ်လိုက်စမ်း
ဒါဘယ်သူလုပ်တာလဲဒါတွေကလုံးကြံထားတာတွေဆီယာမကအော်ဟစ်နေပေမဲ့ဗီဒီယိုတွေကအတန်တွေကဆက်ထွက်နေတော့ပဲနင့်မှာအဖေမရှိတာဝမ်ဟောက်ပေါင်းမီကိုဝေးရတာနဲ့အတွက်ကုန်ရှိတာပဲမြ мян လဲဝစ်ဆန်မဝေးရင်နင့်ကိုအခန်းမောင်ထဲထည့်ပိတ်ထားမယ်မိမိကိုတိုင်လဲမရဘူးနင့်မိမိကနင့်ကိုပဲပြန်ရိုက်မှာနင်ကလည်းဒီညစ်ပတ်တဲ့ပေါင်းမီလိုပဲအီးတွေထည့်ဖို့ပဲတန်နေနင်မလုပ်တာလဲဒါဥပဒေနဲ့မကင်းဘူးနော်ဆီယာမကကျမကိုလက်ညှိုးထိုးပြီးပြောတယ်ကျမကတော့လူအုပ်ကြီးကိုကြည့်ပြီးအားလုံးပဲရှင်းရှင်းလင်းလင်းမြင်ကြပြီလားဒါခမရတို့ပြောနေတဲ့ရွှေတစိမ့်ရဆီယာမပဲဒါသူပြောတဲ့ကိုပိုင်သားသမီးလိုချစ်တာပဲကျမသမီးလေးကအသက်9နှစ်ပဲရှိသေးတယ်ရက်ပေါင်းများစွာသူတစ်ပါးရဲ့အီးတွေပေးနေတဲ့ဘောင်းဘီကိုအတင်းဝတ်ခိုင်းခံခဲ့ရတာကျမကဆီယာမကိုယုံလို့ចောင်းကိုယုံလို့သမီးလေးကိုလိမ့်နေဆိုပြီးပြန်ရိုက်ခဲ့မိတာစိုးရနေပြောစမ်းတကယ်တမ်းဘသူကကိုကျင့်တရားပြက်ပြားနေတာလဲမဟုတ်ဘူးဒါကလုံးကြံထားတာလို့သူညင်းနေတော့ဝမ်ဟောက်မေကပြေးလာပြီးနင်ကဘသူမို့လို့ငါသားကိုခိုးရရတာလဲငါသားရဲ့ပုပ်ကိုရေးကိုထိခိုက်တယ်လို့လာអော်တယ်ပုပ်ကိုရေးဟုတ်လားရှင်သားပေါင်းမိတဲ့အီးပါတာကပုပ်ကိုရေးဆိုရင်ကျမသမီးလေးကိုအတင်းအာရမဝတ်ခိုင်းတာကြတော့ဘာလဲရှင်သားကအဖိုးတန်ပြီးကျမသမီးကအမှိုက်ပုံးလားကျမသမီးကိုဒီလိုလုပ်တဲ့သူဘသူကိုမှခွင့်မလွတ်ဘူးကျောင်းအုပ်ကလည်းကျင်စင်မေမေစကားကောင်းကောင်းပြောကြရအောင်ဗီဒီယိုကိုအရင်ပိတ်ပါတဲ့အခုကြမှာပုံရိပ်ထိခိုက်မှာကြောက်နေတာလားရှင်ရောဒီကိစ္စကိုတကယ်ပဲမသိတာလားမကြခင်မှာပဲရဲတွေရောက်လာတယ်ကျမကိုလုံးကြံတာပါလို့ဆီယာမကညင်းနေပေမဲ့ကျမမှာအထောက်အထားအပြည့်စုံရှိနေပြီးနောက်ဆုံးတော့ဒီမူကြိုကြောင်းပိတ်လိုက်ရပြီးတာဝန်ရှိသူတွေအားလုံးအရေးယူခံလိုက်ရတယ်ဆီယာမစူးရန်လည်းထောင်ကျသွားတယ်ဝမ်ဟောက်အဖေလည်းစီးပွားရေးတွေပြက်ပြီးအရှုပ်တော်ပုံတွေနဲ့ထောင်ထဲရောက်သွားတယ်တရားမျှတမှုကနောက်ကျကျင်ကြမယ်ဒါပေမဲ့တေချာပေါက်ရောက်လာတာပါပဲမေအချင်းပုတ်တဲ့မွန်စရာကြီးကိုနှိမ်နှင်းလိုက်ပြီလားလို့သမီးလေးကမေးတယ်နှိမ်နှင်းလိုက်ပြီးသမီးနောက်ဆိုမွန်စရာကြီးတွေမရှိတော့ဘူးနော်အခုဆိုရင်သမီးလေးလည်းចောင်းတင်မှာပျော်နေပါပြီမေဒီနေ့ဆီယာမကသမီးဆွဲတဲ့ပုံလေးလာတယ်လို့ချီးကျူးတယ်တဲ့သမီးလေးရှိကနေမမမရက်ပြီးဘလို့မကောင်းတဲ့အရာမျိုးမှသမီးလေးစီမရောက်အောင်ကျမအမြဲကာကွယ်ပေးသွားမှာပါမှုန်တိုင်းပြီးရင်တော့တေချာပေါက်တက်တန့်လေးထွက်လာမှာပဲလေဆီယာမဆိုတာကလေးတွေအတွက်ဒုတိယမိခင်မှာမြစ်တာမပါတဲ့အဆုံးအမကကလေးတယောက်ရဲ့ဘဝကိုဖျက်ဆီးပစ်နိုင်ပါတယ်မိဘတွေအနေနဲ့လည်းကလေးနဲ့ပတ်သက်ပြီးအမြဲအဆအရာရာတတိထားကြိုးစိုက်တင်ပါတယ်